Shelly စမ်းတိုက်ထားတဲ့သွားလိုက်တန်လေးပေါ့နော်ဒီထဲမှာသွားကြောက်အတွက်အကောင်ဆုံးသွားတိုက်လို့အကောင်ဆုံးသွားလိုက်တန်ရွေးပါဆိုလို့ရှိရင်လေဒီတစ်ကောင်ပဲဒါအရှမ်းကောင်းတယ်ဒီဟာကိုမပြောခင်ဒါတွေကိုတစ်ချက်ပြောပြပေးမယ်ဒါကလေနည်းနည်း hit ဖြစ်သွားလို့ Shelly ဒီဟာကိုဝယ်တိုက်တော့သူကဘယ်လိုမျိုးလဲဆိုတော့ဒီသွားအန်သွားတွေအနောက်ကသွားတွေအတွက်အဆင်ပြေတယ်အရှိရသွားအတွက်အဆင်မပြေဘူးသူ့ရဲ့ဒီနေရာကဟာရန်ကြီးလုံးအားကြီးရောလေသွားတဲမှာဘယ်လိုပြောလဲပြည့်နေတယ်လို့ပေါ့နော်လုံးဝတိုက်လို့အဆင်မပြေဘူးအနောက်ကတော့ကောင်းတယ်အန်သွားတဲ့နေရာမှာသူကဒီလိုမျိုး၃ချောင်းဘူးလောက်ထားတာဆိုတော့လေအခြေနေရာလေးတွေမှာတိုက်လို့အဆင်ပြေရပေါ့နော်ဒါပေမဲ့အရှိကြတော့လေဘယ်လိုမှအဆင်မပြေဘူးဒီကောင်ကြီးကချွန်ချွန်ကြီးဖြစ်နေတာဆိုတော့ဒီဟာတော့ကျတော့သူကအရန်ကြီးလုံးအားကြီးရယ်သူကပုံမှန်ဆိုင်ထက်တောင်မှပူကြီးရောShellyကဒီဟာတိုက်လို့မကြိုက်ဘူးပေါ့နော်ပြီးတော့ကြမ်းတယ်ဒီဟာကတော့ပုံမှန်ပဲဒီဟာလေးကိုသဘောကျတယ်ဒါပေမဲ့ဒီဟာကတော့ Watson ကဟာပေါ့နော်နည်းနည်းနှုတ်တယ်ပြီးတော့ဖွာတယ်အရန်ဖွာထွက်သွားတယ်ဒါကတော့နောက်ဆုံးအခုတိုက်နေရအရှမ်းကောင်းတယ်သူကကြောင့် Aurora ကထွက်တာပေါ့နော်သူ့ရဲ့ဒီ Bristol လေးတွေကလေတော်တော်လေးကိုချစ်ချစ်လေးလေးရှိရဲပေါ့နော်ဒီမှာကြည့်အဲ့လိုမျိုးဒီထဲမှာအဲ့ဒီအမွှေးပေါင်း1000ကျော်တောင်သူစိုက်ထားဆိုလေသွားတိုက်လို့ရှိရင်ဘယ်လိုပြောမလဲဖိတိုက်လဲရတယ်သွားသွေးလုံးဝမထွက်ဘူးဒီ gum အတွက်ကောင်းတယ်ပေါ့နော်ပြီးတော့ကြောက်ရှိရဆိုလို့ရှိရင်လေကြောက်ကိုဖိတိုက်လို့ရတယ်လုံးဝသွေးမထွက်ဘူးတောက်ကြောက်တွေဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပါသွားရပေါ့နော်ဆိုတော့ဒီဟာလေးကိုဝယ်တိုက်ကြည့်ပါဒီကောင်ကလေစိုက်ကကြတော့ပုံမှန်ဒီသွားလိုက်တန်စိုက်ထက်ဆိုလို့ရှိရင်ပို့ပြီးတော့သေးတယ်ဆိုတော့သွားထဲမှာလှုပ်ရှားရတာလွယ်တယ်ဒီလိုမျိုးအောက်တွေပဲဖြစ်အပေါ်တွေပဲဖြစ်ပေါ့နော်တော်တော်လေးသုံးရတာကောင်းတဲ့အတွက်ဒီဟာလေးကိုစမ်းသုံးကြည့်ပါဈေးနှုန်းလည်းသိမ့်မရှိဘူးဒါ Aurora ကထွက်တဲ့ဟာပေါ့နော်